Alo, today you go monomamia. On the channel, any biro, Mingala Balo, no separate, no. I don't dignity the yet Conala, Nadona Sanga, send a night a minute and do it a lego beyond a video meow with pay my pimbare. I don't separate the Yama Nata or the lower body, no, say pay to mother and like Yama Yamawa. Uro light lo mayare adwago kana piso pya bebo sura maloe ba no aro di ma parama usong ba dwai le so di 3 လုံး 9 di 3 လုံး 4 di 3 လုံး 9 9 4 9 3 လုံး 9 3လုံး 4 3လုံး 9အဲ့ဒါကိုနှလုံး9နှလုံး4နှလုံး9ပြီးရင်ဒီမှာလဲနှလုံး9နှလုံး4နှလုံး9ပြီးရင်ဒီမှာ3လုံး9 3လုံး4 3လုံး9ဆို9 4 9ဆိုတဲ့မှတ်သက်အဲ့တော့ဒီမှာလဲ9 4 9 9 4 9ပြီးလို့ရှိရင်9 4 9ပြီးလို့ရှိရင်9 4 9အဲ့တော့ဒီမှာ9 4 9ဆိုရင်ဒါခွန်ထိပ်ဖြစ်ပါတယ်နောက်တလိုက်ရသူ့လိန်နေစရာဒီဘာတွေရှိလဲဆိုဒီမှာ1 2 3လို့စီနေရချိုးတာနှလုံး1ပါဝါ6နှလုံး2ပါဝါ9နှလုံး3ပါဝါ8ဆိုရင်ဒီမှာ3ညကလည်းထိတ်မှာအဝင်ရှိပါတယ်ဒါလေးသတိထားရမယ်နော်3ညထိတ်ခွန်ထိတ်သတိထားစရာဖြစ်ပါတယ်ဗျနော်အဲ့တော့ဒီမှာ1 2 3လို့သူရိုက်လာတာကညနေအထိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ဒီကပါဝါဒီလို3လုံး6လို့ရိုက်ခဲ့ရင်ညနေပိုင်းကိုလည်း6လို့လိုက်အဲ့ဒါလေးသတိထားအောင်နောက်ဒီနှစ်ကိုလည်းနှစ်ပါဝါခွန်လို့ချိုးလိုက်တာနဲ့ဒီ3လုံးကလည်းခွန်လို့လိုက်လာဒီ3အဲ့ဒီ3ပါဝါ8ဆိုရင်တော့3ညထိတ်အဲ့8ဆိုရင်3ညထိတ်ဆိုလို့ရှိရင်တဲ့တော့ဘာတွေဖြစ်နိုင်လဲဆိုတော့ဒီ3လုံး8ကိုဒီက3လုံးကလည်း8ဖြစ်ရပါမယ်ဆိုတော့အနောက်မှာဘာဖြစ်နိုင်တယ်လဲဒါစဉ်းစားစရာရှိပါအဲ့တော့6ခွန်8ကဒီ3လုံး6ဒီ3လုံးခွန်ဒီ3လုံး8အဲ့ဒီမှာလည်းဒီ3လုံး6ဒီ3လုံးခွန်ဒီ3လုံး8ဆိုရင်ညနေ9ထိပ်နော်9ထိပ်အဲ့တော့9လို့3ညလို့တွေးလိုက်ရင်အားလုံးမပါဝင်ထားတဲ့ဒီကုမ္ပဏီမတွေကနေပြီးတော့ပရိတ်4ကိုရှော့မတော့ပါနဲ့လို့ဒီနေ့တနေ့လုံးကိုနော်တနေ့လေးကိုပရိတ်4ကိုရှော့မတော့ပါနဲ့ဒါလေးမှားခြင်းတယ်နော်၄ပရိတ်ပေးထားတယ်အဲ့ဒါလေးကိုသတိထားဖို့လိုအပ်ပါတယ်အဲ့တော့လိန်နိုင်စရာကတော့ခွန်ထိတ်ကိုလိန်နိုင်စရာ1 2 3အဲ့ဒါ6ခွန်8ဆိုရင်တော့3ညထိတ်အဲ့3ညထိတ်ဆိုရင်ဘာဖြစ်နိုင်လဲလို့ဆိုတော့စောစောကပြောခဲ့တဲ့ဒီမှာဆိုရင်တော့သူလိန်စင်နေရှိတယ်ဒီနှလုံး2က2ကတ်တယ်ဒီနှလုံး2ကလည်း2ကတ်ဒါဆိုဒီမှာ3ညလို့ရက်3ညလို့ရက်ဒီ3လုံးခွန်ဆိုရင်3ညခွန်ဆိုရယ်ခဏလဲဒါဖြစ်လို့ရတယ်သို့တော်ညလည်းကြီးရ9 3ညခွန်ဖြစ်တဲ့အတွက်သူစဉ်းစားစရာမလိုဘူးအဲ့တော့1နောက်ပိတ်ကိုသတိထားမှဖြစ်ပါတယ်နော်1နောက်ပိတ်ကိုသတိထားမှဖြစ်ပါတယ်ဗျနော်အဲ့ဒါလေးကိုသတိထားပါအဲ့တော့ထိုးအောင်မကနန်းကိုတော့တင်ပေးထားမှာဖြစ်ပါတယ်နော်ခွန်3ညထိတ်အားကောင်းပါတယ်အပြည့်စုံပြောရရင်တော့ခွန်3ည2ပေါ့နှစ်ကဘယ်ရလာတာလဲဆိုရင်ဒီမှာလောက်လာတော့6 4 4ဒီ6လို့ရိုက်ဒီ4ရဲ့ဒီ4လို့ရိုက်ဒီ4ရဲ့ဒီ4လို့ရိုက်မယ်ဆိုတော့2ထိတ်အဲ့တော့လမ်းကြောင်းတွေကများတယ်အချိန်ရမရတဲ့ခါကျတော့ပြည့်စုံအောင်ပြဖို့ဆိုတော့မလွယ်ပါဘူးเนาะလမ်းကြောင်းတွေကများတယ်အဲ့တော့ပေါ်ဝင်ထားတဲ့ညီကောင်မောင်နှမတွေကလည်းတချို့ကြတော့လည်းနားလည်မှုရှိတယ်တချို့ကြတော့လည်းလက်ဟန်နေတာတွေရှိပါတယ်ဗျဒါတော့ပြောရင်သိမှာပါเนาะငွေမဲ့လို့လုံနေတာလည်းမဟုတ်ပါဘူးစေတနာတစ်ပိုင်းနဲ့အလုံးလုံးရတာဖြစ်ပါတယ်เนาะအဲ့တော့ဒါကိုလည်းပဲအားလုံးညီကောင်မောင်နှမတွေနားလည်ပေးဖို့တော့လိုအပ်ပါတယ်เนาะအဲ့တော့ပထမကောက်ကလည်းအဖြစ်ခံရတော့အလုံးလုံးရတာအားမရှိ
အဲ့ကြရမှာအားလုံးအဖွဲ့ဝင်ထားတဲ့ညီကိုမောင်နှမတွေကလည်းတချို့ဆိုရင်တော်တော်လေးကိုအားနဲ့ချက်တွေတွေ့ရတယ်ဒါကြောင့်မလို့အားမရှိပါဘူးဗျတိကဘာကြောင့်ဖြစ်တာလဲဒီသုံးလုံးနှစ်6ပဲနှစ်တယ်4ရယ်ဒီသုံးလုံးနှစ်ကိုဒီမှာနှစ်လို့ပိတ်ထား3ညရဲ့နှစ်ကလည်းနှစ်လို့ပိတ်ထားတယ်ဒါဆိုရင်နှစ်ကခွန်ရယ်နှစ်ကဒီသုံးလုံးတစ်ကဒီမှာတစ်လို့ပိတ်သွားနိုင်တယ်နော်ဒါကြောင့်ခွန်တစ်3ညတစ်အဲ့ဒါလေးကိုသတိထားဖို့လိုအပ်ပါတယ်နော်နှစ်တစ်ကတော့ကြိုက်တဲ့အတွက်မကြိုက်တော့ဘူးဗျာနော်အဲ့ဒါလေးနောက်တစ်ခုကဘာလဲဆိုတော့၄ပြိတ်ကိုသတိထားပါဆိုတော့1 2 3 4ဆိုရင်လည်းဒါဖြစ်သွားနိုင်တယ်ပြောလို့မရပါဘူးเนาะဒါကြောင့်မလို့အားလုံးညီကိုမောင်နှမတွေစကရိုက်များနှိပ်မှ site ကိုပြည့်စုံအောင်ကြည့်လို့ရမှာပါเนาะဒါမှပြပေးလို့ရမယ်အခုကတော့ပြလို့မရသေးပါဘူးဗျအယောက်50မပြည့်သေးလို့เนาะအယောက်50ပြည့်မှစင်းသွင်းတဲ့လူများပြည့်မှ50ပြည့်မှလိုက်ဒါလိုက်လွှင့်လို့ရမှာပါဒါကိုနားလည်ပြီးဖို့အားလုံးစကရိုက်တွေများနှိပ်ထားဖို့လိုအပ်ပါတယ်ဗျเนาะအဲ့တော့သူရိုက်လာတဲ့မှာ2 1အဲ့ဒါကိုဒီမှာ2 1လို့ရိုက်သွားမယ်ဆိုရင်ဒီကလည်း6ခွန်8ဆိုရင်ဒီမှာ01ဆိုရယ်ခဏဒါလေးကြောက်စရာကောင်းပါတယ်အဲ့တော့ခွန်1လား3ည1လား2 1လားအဲဒီလိုချိန်ဆလို့ရပါတယ်1နောက်ပိတ်ကြောက်စရာကောင်းပါတယ်နော်1နောက်ပိတ်ကြောက်စရာကောင်းတယ်အဲ့တော့ဒီမှာလည်းဘယ်သူကဘာလုပ်ထားလဲဆိုတော့ဒီမှာ1 2 3 1နောက်ပိတ်ပဲဒီနှလုံး1ဒီ3လုံး1တယ်ဒီနှလုံး2ဒီ3လုံး2တယ်ဒီနှလုံး3ဒီ3လုံး3မယ်ဆိုရင်လည်းဒါ1နောက်ပိတ်ပါပဲเนาะဒါမှမဟုတ်3ည1 5 1ခွန်1အဲ့ဒီကနန်း3ခွက်အဓိကကစားမှာဖြစ်ပါတယ်ဗျာเนาะစိုက်ကိုပြည့်စုံအောင်ပြလို့မရပါဘူးเนาะပြည့်စုံအချိန်ကမရလို့ပါเนาะအားလုံးညီကိုမောင်နှမတွေစကရိုက်တွေလက်မတွေများနှိပ်မှစင်းသွင်းမှလိုက်မြန်လွှင့်ပြီးလို့ရမှစိုက်ကိုပြည့်စုံကြည့်လို့ရမှာပါဗျเนาะအခုက3မိနစ်တည်းနဲ့ဘလို့မှအဆင်မပြေပါဘူးအားလုံးနားလည်ပေးပါဗျเนาะကဏ္ဍအောင်တော့တင်ပေးထားပါမယ်အားလုံးညီကိုမောင်နှမတွေစိတ်ချမ်းသာကိုကြမ်းပါပြီးတော့လူရဆန္ဒတွေပြည့်စုံကြပါစေ